တခါဖင်းဆိုတာရှားဖို့ပဲငွေလဲတူတဲ့လူတွေပြင်ကိုဘွားအောက်ဆုံးထီကိုကြာသွားနိုင် Hey guys ကျွန်တော်ရှင်းတယ်မှာအခုတစ်ခါ reaction လုပ်သွားမယ်ရှင်ကတော့ထွက်ထားတာတော့နည်းနည်းတော့ကြာသွားပြီကျွန်တော်မလုပ်ဖြစ်နေရပါတော့9ရက်လောက်တော့ရှိပါတယ်ဘိုးထက်ရဲ့ snake ကလည်းတာငွေလေကောင်းကိုကျွန်တော် reaction လုပ်သွားမှာဖြစ်ပါတယ်အဲ့ချင်းကကျွန်တော်ငယ်တော့ခဲ့ဘူးတဲ့ငွေလေကားခင်းပုံစံမှာလူရဲ့ဘဝနဲ့ရှင်ပြီးတော့ရေးထားတဲ့ပုံစံအဲ့ချင်းကို reaction လုပ်သွားမှာဖြစ်ပါတယ် let's go upcome second အပိုင်းမှာပါမယ်ငွေလေကားဟုတ်အထင်ကလေကမိကကြမှာမွေဖြစ်နော်ငွေ okay တော့အဲ့ဒီငွေလေကားခင်းမှာစောတဲ့ဟာမှာလေကားဆိုရင်ပေါ်တက်လို့ရမယ်ငွေဆိုရင်ကျွန်တော်မြူလိုက်တဲ့ခါမှာဟိုးအောက်ဆုံးပြန်ရောက်သွားမယ်ဒီလိုပဲကျွန်တော်လူဘွားမှာလည်းငွေလဲတူတဲ့လူတွေပြင်ကိုဘွားအောက်ဆုံးထီကို